လက်ရှိ INUG လို့သုံးကြတဲ့ NUG ဒီရှေ့နောင်လာလက်တန့်တော့ပြင်ဆင်ဖွဲ့စည်းမဲ့တွင်ကူးပြောင်းရေးကာလ authority တရက်မှာပေါ့နော်ဒီရန်နေရတရက်မှာတေးကြတဲ့ဒီဝင်ကြီးတွေလည်းထပ်ပါနေမှာပါတော့စုပွဲမှုကောင်းကောင်းမလုပ်နိုင်မဲနဲ့ဆက်သွားနေမယ်ဆိုရင်တော့သေချာတဲ့ခုနကညီမပြောတဲ့ဒုတိယတစ်ချက်ဖြစ်တဲ့ဒီစစ်ကိုစနစ်တူအောင်တိုက်ဖို့အတွက်ကတော့တော်တော်လေးကိုလမ်းဝေးတယ်ပေါ့နော်ကျွန်တော်တို့တော်လှန်ရေးအားစုတွေကိုရောက်ပေးပြီးတော့မှအလွန်ကျွန်တော်အားပေးခြင်းကအင်မတန်လမ်းမရောက်စေတယ်လို့ကျွန်တော်ယူဆတယ်ကျမတို့ဒီဘက်စကားဝိုင်းဆွေးနွေးပွဲလေးမှာပေါ့နော်ဒီ NUG အစိုးရအပေါ်ကျမတို့ပြုပြင်ပြောင်းလဲလို့တဲ့အချက်တွေနဲ့အတူဒီမြေပြင်အခြေအနေမှာပကတိရှိနေတဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေကိုကျမတို့ထည့်သွင်းပြောဆိုအကြံပြုဝေဖန်သွားမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျမတို့ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ထားကြတဲ့ဒီဥဆောင်ဆွေးနွေးမဲ့သူတွေကတော့India for မြန်မာမှာဆရာစလိုင်းဒုခပြီးတော့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပြောခွင့်ရဖြစ်သူကိုစီတူမောင်နဲ့ဒီ Finish ပြောက်ကြားတပ်ဖွဲ့ရဲ့ဒုတာဝန်ခံရဲဘော်မြူတို့ပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျမတို့စကားဝိုင်းလေးကိုဒီမှာပဲကျမတို့စတင်လိုက်ကြတာပေါ့နော်ကျမပထမဆုံးအနေနဲ့ဆရာကိုစီတူမောင်နဲ့ကျမအရင်ဆုံးစချင်ပါတယ်ပေါ့နော်အရှိမပေါ့နော်ကျမပြောသွားခဲ့တယ်လို့ပေါ့ဒီ NUG ရဲ့ဒီပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုလာတယ်ဆိုတာကိုဒီတာဝန်ရှိသူတွေကလည်းပြောထားပြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့လွှတ်တော်ကနေဘယ်လိုအချက်တွေကိုဒီထိန်းချောင်းပြုပြင်ပြီးတော့တွန်းအားပေးဖို့ရှိပါတယ်လေရှင်ဆွေးနွေးပေးပါအောင်နော်ဟုတ်ကဲ့ဒီဘက်2025တွေကိုဒေါ်လာရေးခီးရ4နှစ်ကျော်ပေါ့နော်9နှစ်ထဲကိုချင်းနှင်းဝင်ရောက်လာမှုနောက်ပိုင်းမှာဒီ NUG ရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကျွန်တော်သတိစထားမိတာဆိုလို့ရှိရင်ဒါဒုတိယကြိမ်ပြည်သူ့ညီလာခံမှာစပြီးတော့တိုက်တွန်းကြံပြုချက်တွေရှိလာသလိုအဲ့လိုပဲ NUG မှမဟုတ်ဘူးပေါ့တော်လိုင်းရဲ့ leading role မှာရှိနေတဲ့အဖွဲ့အစည်းတွေပေါ့နော်NUG ပြီးတော့ CRPH NUCC ပေါ့ဒီလိုမျိုးအဖွဲ့အစည်းတွေအားလုံးဒါပြုပြင်ပြောင်းလဲမှုတွေ review တွေလုပ်ဖို့လိုတယ်ဟလာဒီပြန်ပြီးတော့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုတယ်ဆိုတာမျိုးကိုဇက်တိုက်ဆိုသလိုပေါ့နော်အားလုံးတိုက်တွန်းကြတာရှိတယ်ဒီဒေါ်လာကြီးရဲ့သိကြတယ်တဦးကောင်းတယောက်ကောင်းတစ်ဖွဲ့စည်းကောင်းနဲ့သွားလို့မရအောင်ဆိုတော့အဲ့အနေထားတစ်ခုမှာ NUG ကိုစတင်ဖွဲ့စည်းခဲ့တဲ့ကာလစဉ်းစားချက်ကသူက inclusiveness တို့ပြီးတော့ဒီဘယ်လိုခေါ်မလဲကျွန်တော်စုပေါင်းကောင်းဆောင်မှုပေါ့နော်ဒီပုံစံမျိုးနဲ့သွားကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားခဲ့ကြတယ်စဉ်းစားခဲ့ကြရင်ပြီးတော့တည်တဲ့အားလုံးတည်တဲ့အတိုင်းပဲဒါနည်းနည်းလေးအားလုံးကိုပြန်ပြီးတော့မှတ်မိအောင်လို့ရက်စင်တပိုင်းလေးပြန်ပြောရရင်NUG ရဲ့စုဖွဲ့မှုမှာတက်ဆိုင်ရာ nomination လုပ်တဲ့ ERO တွေနောက်ပြီးတော့ Federal Unit တွေပြီးတော့အတိုင်းအမြံကောင်စီတွေပေါ့နော် NUCC ရဲ့ category တချို့မှာပါတဲ့အတိုင်းအမြံကောင်စီတွေကနေပြီးတော့လည်းဒါ nomination တွေပေးပြီးတော့ဒီ CRPH ကအတည်ပြုတယ်ပေါ့နော်ဆိုတော့ဒီလိုအနေထားမျိုးနဲ့တက်တန်းခဲ့ကြတယ်ဒီနေရာမှာပွင့်လင်းပြောလိုတာက CRPH ဆိုတာလေလွတ်တော်ကိုပူစားပြုထားပြီးမဲ့လို့တော်လိုင်းရေးကာလရဲ့ဂျားကာလရဲ့ပြည်ထောင်စုလွတ်တော်တစ်ခုပဲပုံမှန်ကာလရဲ့လွတ်တော်မဟုတ်တော်လိုင်းရေးလွတ်တော်ပဲ Zoom ပေါ်မှာခေါ်နေရတဲ့လွတ်တော်တစ်ခုဖြစ်တယ်ဒါပွင့်လင်းပြောတာ Zoom ပေါ်မှာခေါ်နေရတဲ့လွတ်တော်ဖြစ်တဲ့အတွက်ကြောင့်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဒါအခုမန်နိုင်3ရက်ပေါ့ဗျာဥပဒေပြုရေးတို့အုပ်ချုပ်ရေးတို့တရားစီရင်ရေးတို့ဒီလိုမန်နိုင်တွေအပြန်အလှန်ထိန်းချောင်းပြီးတော့သူ့ရဲ့ကဏ္ဍနဲ့တူသွားကြတယ်ပေါ့ဒါပေမဲ့ဒီတော်လိုင်းကာလမှာပုံမှန်လင်းလင်းဝန်ခံရရင် 100% oversight လုပ်တာတို့ check and balance လုပ်တာတို့လုပ်နိုင်သလားလို့မလုပ်နိုင်ပါဘူးဒါပေမဲ့တော်လိုင်းရေးအတွက်အကျိုးရှိရာအကျိုးရှိကြောင်းဖြစ်တင်ဖြစ်တိုက်တဲ့လမ်းကြောင်းတွေကိုအမြဲတမ်းတိုင်ပင်ဆွေးနွေးညှိနှိုင်းပေါင်းဆက်သွားရတဲ့ဟာမျိုးတွေကိုတော့တက်နိုင်တဲ့လောက်ဂျာကာလဥပဒေပြုရေးတာဝန်ရှိမှုနဲ့အညီဒီဂျာကာလပြည်တော်စုလွှတ်တော်6ကြိမ်9ကြိမ်ထိခေါ်ခဲ့တဲ့ meeting တွေမှာတော့သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေမဲဆန္ဒနယ်မြေမှာပြည်သူ့ကိုယ်စားပြုမှုရတာတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့ဝန်ကြီးဌာနတွေကိုသူဒါပုံမှန်မေးရတယ်မေးတဲ့ဆိုရင်ညမှာလည်းအားလုံးသိရတဲ့အတိုင်းပဲဒါသူတို့ရဲ့ကိုယ်စားလှယ်ရဲ့တာဝန်ကပြည်သူကိုယ်စားပြုရမယ်သက်ဆိုင်ရာဌာနတွေကိုထိန်းကျောင်းတာပြီးတော့ဒီနိုင်ငံအကျိုးပြုဒေါ်လာရင်းအကျိုးပြုကိစ္စတွေကိုဒါသူတို့မိခွန်းနေမေးမြန်းတာအဆိုတွေတိုက်တွန်းချက်တွေလုပ်တယ်ပေါ့ဒါပေမဲ့ဒေါ်လာရင်းကာလမှာလိုရတာအကန့်အသတ်ရှိတယ်ဆိုလိုတာက MOD ကိုကျွန်တော်တို့ကစီရေးဆိုင်ရာကိစ္စမျိုးတွေကိုကိုယ်စားလှယ်တဦးကတဲ့မေးပြီပေါ့ဗျာစီရေးသုံးစိတ်တွေကိုဘယ်လောက်ဘယ်နေရာမှာသုံးနေတယ်ဆိုတာကျွန်တော် public live တွေမှာဖြေလို့ရတာရှိတယ်ဖြေလို့မရတာတွေလည်းရှိတယ်အဲ့လိုပဲဘဏ္ဍာရေးဆိုင်ရာကိစ္စမျိုးတွေဖြေလို့ရတာရှိမယ်တချို့ကိစ္စတွေမှာဖြေလို့မရတာရှိတယ်ဆိုတော့အဲ့ဒီအနေအထားတခုမှာတော့ပုံမှန်ကာလလိုလွတ်တော်တွေမှာဆိုရင်တော့ဒါအခုဒီဆက်ဆက်မေးခွန်းမျိုးတွေပေါ့ဗျာကိုယ်စားလှယ်တွေကသက်ဆိုင်ရာဝန်ကြီးတွေကိုမေးကြတယ်သူတို့ရဲ့အဆိုတွေမေးခွန်းတွေကိုမှတ်တမ်းဖြစ်အောင်တမိုင်းမှတ်တမ်းဖြစ်အောင်လို့သူတို့တွေအနေနဲ့စူးစမ်းကြတယ်ဒီအချိန်ဒီကာလမှာသူတို့ဒီလိုတွေရက်တည်ခဲ့ကြတယ်ဆိုတာမျိုးသူတို့စူးစမ်းခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေထားတော့ရှိတယ်အဲ့တော့ NUG ကအခုကာလမှာ reform လုပ်ဖို့အတွက်
ကြေလောင်လောင်နဲ့ဒေါ်လာရေးခကြီး၄နှစ်တာ၃သက်ချက်တွေရှိနေတဲ့အနေအထားတစ်ခုမှာတချို့ဝန်ကြီးဌာနတွေကိုလည်းဒါဖြတ်သိမ်းပြီးတော့ကော်မရှင်မျိုးတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ကျွန်တော်တို့သိထားရတယ်လို့ဒီ interim ဆိုတဲ့ဒီဂျားကာလာဒေါ်လာရေးကာလာမှာ reform လုပ်တာထက်ပေါ့နော်တချို့ရဲ့စဉ်းစားချက်တွေမှာပေါ့နော်ဒါဒေါ်လာရေးအင်အားစုဒီရဲ့စဉ်းစားချက်တွေမှာကျွန်တော်တို့ကာလာ၃ပါးကိုဒေါ်လာရေးကိုညွှန်းကြတဲ့အခါမှာကာလာ၃ပါးကိုအမြင်နဲ့ညွှန်းလို့ရှိတယ်ကာလာ၃ပါးဆိုရင်ညမှာဂျားကာလာဒေါ်လာရေးကာလာနောက်ပြီးတော့ဒါအသွင်ကူးပြောင်းရေးကာလာအသွင်ကူးပြောင်းကာလာဆိုမင်းအောင်လိုင်းမရှိတော့တဲ့ကာလာပေါ့ဆိုတော့နောက်တစ်ခုကတော့ဒါနောက်ထပ်ကာလာတစ်ခုကတော့ Federal စနစ်ကိုကျင့်သုံးတဲ့ကာလာပေါ့ဆိုတော့ကာလာ၃ပါးကိုပိုင်းခြားပြီးတော့အဓိပ္ပာယ်ဖွင့်ခြင်းဒီပင်ဒီအချိန်မှာမတူတော့ဆိုလိုတာကတချို့ဒေသတွေဟာ transition period ကိုတွားနေဆိုလိုတာကမင်းအောင်လိုင်းမရှိဘူးစီအုပ်ချုပ်ရေးမရှိတော့တဲ့မင်းအောင်လိုင်းရဲ့အုပ်ချုပ်မှုကနေပြီးတော့မရှိတော့ဘဲနဲ့လွတ်မြောက်နေပြီ liberated area တွေဖြစ်နေတဲ့ဒေသတွေရှိအဲ့ဒီဒေသတွေမှာလည်းသူ့ရဲ့သက်ဆိုင်ရာဒီ local governance structure မျိုးတွေတို့ sub territory governance system မျိုးတွေထူထောင်ပြီးတော့လုပ်နေတာ public services တွေကိုပေးလာကြတယ်သက်ဆိုင်ရာဒီနေစိုးမိုးထိန်းချုပ်နေပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဂျားထဲမှာအသွင်ကူးပြောင်းရေးကာလဆိုတာမင်းအောင်လိုင်းကြီးလုံးလုံးပြုတ်သွားတော့မှ transitional period လို့သုံးပါလားဒါမှမဟုတ်ရင်အခုလက်ရှိစိုးမိုးထိန်းချုပ်နေမြေတွေမှာမင်းအောင်လိုင်းရဲ့အုပ်ချုပ်မှုကင်းလွတ်နေတဲ့ liberated area လွတ်မြောက်နေပြီဆိုတာအဲ့ဒီနေရာတွေမှာကျွန်တော်တို့ဘလို့ပုံစံမျိုးစပြီးတော့ဒီဒေါ်လာရေးကိုဆက်ပြီးတော့ဒီသက်ဆိုင်ရာဥဆောင်နေတဲ့ leading role မှာရှိနေတဲ့လူတွေဘလို့မျိုးပြောင်းလဲပြင်လွယ်နဲ့ဒီဒေါ်လာရေးခီးကိုဆက်ပြီးသွားမှာလဲဆိုတော့တော်တော်အရေးကြီးတဲ့ကာလဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကျွန်တော်ကြားထဲမှာလိုလာပြီလို့မြင်တယ်အဲ့ဒီပုံမှာလည်းဆွေးနွေးနေကြတယ်အဲ့တော့နည်းနည်းလေးဒီမှာနောက်မေးခွန်းတွေမှာတော့ပါရင်ပါမှကျွန်တော်နည်းနည်းလေးခပ်ပါပါလေးထပ်ပြီးတော့အသိပေးချင်တာကဒီအသွင်ကူးပြောင်းရေးကာလအတွက်တောင်မှပဲဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံမျိုးတွေပေါ့နော်ဒီ Federal အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမျိုးတွေ drafting process တွေအများကြီးလုပ်နေကြတဲ့အနေအထားတစ်ခုမှာ interim period လက်ရှိတော်လှန်ရေးကာလမှာလုပ်နေတဲ့အစိုးရတရက်ကို reform review တွေလုပ်ထားတဲ့စာလို့ရှိရင်အခုကျွန်တော်တို့တွင်ကူးကာလကိုဝင်နေတဲ့လက်ရှိတော်လှန်ရေးမှာ liberated area တွေဖြစ်နေတဲ့ဒေသတွေမှာရှိနေတဲ့လက်တွေ့ကျတဲ့တွင်ကူးပြောင်းရေးကာလဆိုင်ရာရန်နေရတစ်ခုပေါ့ transitional period နဲ့ပတ်သက်တဲ့ရန်နေရတစ်ခုကိုအဲ့ဒီဟာအတွက်ကိုကြိုတင်ပြီးတော့ဒီကာလမှာပြင်ဆင်ကြဆွေးနွေးကြလက်တွေ့ကြနဲ့ပုံမှန်လင်းလင်းအားလုံးပြောကြတာကပို့ပြီးတော့ကျွန်တော်ထင်တယ်လက်တွေ့ကြလိမ့်မယ်လို့ထင်တယ်အဲ့ဒီကာလကြရင်လည်းကျွန်တော်ဆိုလိုတာကလက်ရှိ INUG လို့သုံးကြတဲ့ NUG ဒီရှေ့နောင်လာလက်တန့်တော့ပြင်ဆင်ဖွဲ့စည်းမဲ့တွင်ကူးပြောင်းရေးကာလ authority တရက်မှာပေါ့နော်ဒီရန်နေရတရက်မှာတေးကြတဲ့ဒီဝန်ကြီးတွေလည်းထပ်ပါနေမှာပါတော့မှာသို့မဟုတ်ပေါင်းဆက်ပြီးတော့ထပ်မှန်ပြီးတော့အားကောင်းတဲ့ကိုစားပြုမှုတွေနဲ့စုဖွဲ့မှုပုံစံအသစ်တွေအသွင်ကူးပြောင်းရေးကာလရဲ့ဥပဒေပြုရေးရန်နေရတွေအုပ်ချုပ်ရေးရန်နေရတွေနဲ့တရားစီရင်ရေးရန်နေရတွေဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာအထိကိုစဉ်းစားဆွေးနွေးနေတဲ့အနေအထားကိုရောက်နေပြီလို့တော့ကျွန်တော်တို့မြင်ပေါ့နော်ကဲကျေးဇူးပါရှင်အဲ့တော့ဒီတစ်ခါမှာတော့ကျွန်မဆရာစီတူမောင်ကိုကျွန်မမေးချင်ပါတယ်ပေါ့နော်ဒီ2025မှာဒီပြောင်းလဲလာတာဆိုရင်တော့ဒီ MOD အတွင်းဝင်ကနားလိုက်တယ်ပြီးတော့ဝင်ကြီးချုပ်ရုံးအကြံပေးပြန်ခန့်လိုက်တယ်ပေါ့နော်ဒါတွေကရောဒီအပြောင်းလဲလို့မှတ်ယူရလားပေါ့နော်ပြီးလို့ရှိရင်ဒီပြည်သူလူထုလူရှင်တွေရဲ့အပြောင်းလဲနဲ့ရောကန့်ညီလားဆိုတာရဲ့ NUG ကမဖြစ်မနေပြောင်းလဲရမယ့်အချက်တွေရှိမယ်ဆိုရင်ဘာတွေဖြစ်နိုင်မလဲပေါ့နော်လွတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့အခုပြောသွားတဲ့အစိုးတင်ပြပါဆိုရင်ဘယ်လိုအချက်တွေဖြစ်နိုင်မလဲပေါ့ရှင်ဟုတ်ဆိုတော့ကိုနိုင်ထူအောင်နှုတ်ထွက်တာနဲ့ပတ်သက်လို့တော့ဒါ NUG ရဲ့အပြောင်းလဲမဟုတ်ပါဘူးဆိုတော့ဒီပုံမှာသူ့အနေနဲ့သူတာဝန်ယူနိုင်တဲ့အတိုင်းအတာနဲ့သူလုံနိုင်စွမ်းပေါ်မှာသူပြန်လဲစဉ်းစားပြီးတော့ဒီလိုမျိုးသူအနားယူတယ်ဒါပေမဲ့ပြန်ပြီးတော့ဝန်ကြီးချုပ်ရုံးရဲ့ဒါအကြံပေးဖြစ်သူပြန်ပြီးတော့ပေါ့နော်တာဝန်ထမ်းဆောင်တယ်သူ့ရဲ့ post ကိုလည်းသတိပြုမိလိုက်ပါတယ်ဒါတွေကအပြောင်းလဲမဟုတ်ပါဘူးဒါပွင့်လင်းပြောရတယ်ဒါနည်းနည်း NUG တွေကအလှုပ်ရမ်းလို့ပဲပြောရမှာပေါ့နော်အလှုပ်ရမ်းနေဖြစ်တယ်လို့ပဲကျွန်တော်တို့မြင်တယ်ဒါတွေတော်လန်ရေးကြီးကိုတက်ရောက်တဲ့အထိလည်းကျွန်တော်ထင်တယ်မရှိပါဘူးတကယ်တော်လန်ရေးကိုထိထိရောက်နဲ့လက်တွေ့ကြနဲ့ပို့ပြီးတော့ပြုပြင်ပြောင်းလဲနိုင်တဲ့ကျွန်တော်ထင်တယ်စစ်ရေးဆိုင်ရာပေါ့နော်အဓိကမဟာမိတ်ပြုတဲ့ကော်မတီတွေရှိပါတယ်ဆိုလိုတာမဟာမိတ်ဆက်ဆံရေးကော်မတီမျိုးတွေ NUG တွေမှာရှိပါတယ်တချို့နာမည်မဖော်ဘဲနဲ့ပါဝင်ကူညီနေတဲ့သူတွေလည်းရှိကောင်းရှိပါတယ်ဒီလိုပဲ ERO တွေနဲ့တက်ဆိုင်ရာ ERO တွေနဲ့ဆက်ဆံရေးမဟာမိတ်ဆက်ဆံရေးတွေပေါ့နော်ထူထောင်နေတဲ့သူတွေလည်းရှိပါတယ်ကျွန်တော်ဒီညမှာစီးရေးကိစ္စကျွန်တော်အများကြီးမသိပါဘူးဒါပေမဲ့ CRPH ရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာကော်မတီကတော့ဒီပုံမှာတော့တက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ကျွန်တော်အမြင်နဲ့တွေ့တဲ့အခါမှာissue တွေတက်လာတိုင်းပေါ့နော်ကျွန်တော်အနေနဲ့အဲ့ဒီပုံမှာဆွေးနွေးမြင်းမြန်းတာမျိုးတွေတော့ပုံမှန်အားဖြင့်ရှိတယ်
အဲ့ဒီပုံမှာအားမလို့အားမရတာတွေလည်းရှိတယ်ဆိုတော့စီရေးကိစ္စတွေကကျွန်တော်တို့ပြောရတာအတော်အင်မတန်မှဘောင်ကျင်းပါတယ်ခြေတံလုံးလုံးနဲ့ရှောက်ရတဲ့တော်လန်ကြီးကမဟာဗျူဟာကိုငါတို့ဘာလုပ်မယ်ဆိုတော့မဟာဗျူဟာဒီညမှာထုတ်ဆွေးနွေးလို့ရတဲ့အကြောင်းအရာတွေမဟုတ်ဘူးလို့မြင်တယ်ပေါ့နော်ပြောချင်တာကဒီတော်လန်ကြီးမှာစီရေးတစ်ခုတည်းတော့မဟုတ်နေဘူးဒါပေမဲ့စီရေးကတော့နိုင်ငံရေးရဲ့ရှေ့ကိုပို့ပြီးရောက်နေတာနောက်ဆုံးမှာတော့နိုင်ငံရေးနဲ့ပဲအနာတက်ပေးရမှာပဲဆိုတော့ရှင်းတယ်ကျွန်တော်လက်နဲ့ကင်နေကြတာကတွေးခေါ်ကြီးနဲ့ကင်နေကြဖို့ပဲလိုတာအဲ့ဒီကိစ္စကဒီဒေါ်လာကြီးမှာပိုရေးကြီးလိမ့်မယ်လို့မြင်ဆိုတော့အခုဖြစ်နေတဲ့ပါတော်လုံးရန်ရည်မှာဖြစ်နေတဲ့ဒီရိုးမကွဲပြားမှုတွေပေါ့နော်ဆိုလိုတာကပြည်သူ့ရေးဝန်ဆောင်မှုကိုလုပ်မှာလားကိုယ်စီရေးတောင်းဝင်ယူမှာလားပအဖလုပ်မှာလားပကဖလုပ်မှာလားဘာလုပ်မှာလဲပေါ့နော်ကိုယ့်ရဲ့ရိုးကဘာလဲပေါ့လွတ်တော်ပုံတွေလုပ်မှာဘာလုပ်မှာလဲပေါ့ကိုကထိန်းချောင်းရမယ့်နေရာမှာနေမှာလားစီမံအုပ်ချုပ်တဲ့လူအနေနဲ့နေမှာလားအဲ့ဒါမဟုတ်ကိုယ့်ရဲ့ရိုးကိုရှင်းရှင်းလင်းလင်းတော့ရှိဖို့လိုတာပေါ့ဆိုတော့ကျွန်တော်တို့ဒေါ်လာရေးရဗျာရှင်းတယ်ဒီအခုFederal Democracy Charter ရဆိုလို့ရှိရင်တော့ဒါဂျာကာလာအားလုံးပြည်ညင်ပြုလာတဲ့လူတွေရဲ့နိုင်ငံရေးသဘောတူညီချက်အရဆိုလို့ရှိရင်တော့ဒါ Parliamentary Democracy စနစ်ကိုကျင့်သုံးတာကျင့်သုံးတော့ဒီကာလမှာ Parliamentary Democracy System မျိုးလေးနဲ့ပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်တဦးကလည်းသက်ဆိုင်ရာစီရေးကဏ္ဍမှာစီရေးကဏ္ဍဆိုတဲ့အစိုးရအဖွဲ့ဒီမှာသူတို့ဒွေရောရှက်တင်တာဝန်ကြီးယူနေရတယ်ရှိဒါပေမဲ့သူ့ရဲ့ role ကပါလီမန်ထဲလာလို့ရှိရင်တော့ထားပါတော့ပါလီမန်လို့ပြောတာကလည်းကျွန်တော် zone ပဲခေါ်နိုင်တဲ့ပါလီမန်ဒါပွင့်လင်းပြောတာဒီ zone မှာအတက်နေရတဲ့ကိုယ်စားလှယ်လာတက်တယ်လို့ရှိရင်တော့သူ့ရဲ့ role နဲ့သူပေါ့နော်ကွဲပြားပြီးတော့သူတို့တာဝန်ထမ်းဆောင်ပြီးတော့ဒီလိုဖြေကြားဆွေးနွေးရတာမျိုးတွေရှိတယ်ဆိုတော့ဒီလိုအနေထားတစ်ခုမှာNUG ကပြည်ပြောင်းလဲမှုရှိပြီလားလို့မေးရင်တော့ကျွန်တော်အစောပိုင်းမှာရှေ့ပိုင်းမှာဖြေကြားခဲ့တယ်လို့ပဲNUG ကိုဒီကာလမှာပြုပြင်ပြောင်းလဲတာတို့ review တွေတော့ found တွေလုပ်တာလို့တဲ့ကျွန်တော်အများကြီးမမျှော်လင့်တော့ပွင့်လင်းပြောတာကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကူးမဲ့ transition ကာလရဲ့ပထမအဆင့်လို့ transition မှာလည်းကျွန်တော်ထင်တယ်သင်ကူးပြောင်းရေးကာလကနဦးအဆင့်ဆိုတဲ့ pre transition ကာလတခုတော့ရှိအောင်အဲ့ဒီကာလကိုကျွန်တော်တို့ဝင်နေပြီလားမဝင်နေဘူးလားဆိုကျွန်တော်တို့ကြားထဲမှာတော်တော်ကြီးကြီးလဲလဲကိုရှင်းလင်းဖို့လိုနေပြီဒါကိုလည်းဆွေးနွေးနေကြတယ်ပေါ့နော်ကျွန်တော်စောစောပထမပိုင်းမှာဆွေးနွေးပါတယ်ပြောပါတယ်အဲ့ဒီကာလမှာစီရေးဆိုင်ရာကိစ္စတွေလည်းဒါပါမှာပဲဆိုလိုတာကအဲ့ဒီကာလမှာsecurity sector reform အစားကိုကျွန်တော်တို့ security sector arrangement တွေလုပ်ကြမှာလားဒီလိုမျိုးတွေစဉ်းစားချက်တွေရှိဒီလိုပဲအဲ့ဒီကာလမှာ pre transition ကာလရဲ့အသွင်ကူးပြောင်းရေးကာလရဲ့ပထမအဆင့်မှာဝင်နေတဲ့ကာလတွေဝင်နေတဲ့တချို့ဒေသတွေရဲ့ဒီမြောက်လိုင်းအုပ်ချုပ်မှုမရှိတော့တဲ့နေရာတွေမှာလက်တွေ့ကြနဲ့ဒီတော်လန်ရေးကိုအဆုံးသတ်နိုင်ဖို့ရရလက်ထုတ်ဖို့ရကိစ္စကျွန်တော်ဒီနှစ်ထဲမှာအရေးကြီးလိုအပ်နေဆိုလိုတာကတစ်ဖက်မှာလည်းဒီစစ်ကောင်စီကသူ့ရဲ့တရားမဝင်တဲ့ဗဟိုတူရောင်တစ်ခုကိုသူတို့စူးစမ်းပြီးတော့သူတို့ရဲ့တရားဝင်မှုသူတို့ဖန်ပြီးတော့ဆိုတော့ကျွန်တော်တို့ဒီဘက်ကလည်းတော်လိုင်းအင်အားစုတွေအနေနဲ့လက်တွေ့ကြနဲ့နိုင်ငံရေးရတုံ့ပြန်မှုကိစ္စရယ်စီရေးရဆက်လက်ဖိအားပေးမှုကိစ္စရယ်ကျွန်တော်တို့ကြားထဲမှာအဲ့ပူးပေါင်းဆောင်ရွက်မှုပို့ပြီးတော့အားကောင်းလာဖို့ကိစ္စတွေอ่ะကျွန်တော်တို့ပွင့်လင်းနဲ့ကျွန်တော်တို့ဆွေးနွေးနေကြပြီလို့ပဲကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီအပိုင်းတွေတော့ကျွန်တော်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးအနေနဲ့ပြောရရင်တော့အာဆီယံကလည်းဒီပေါ်မှာသူတို့5 point consensus နဲ့ချင်းကပ်တယ်မြန်မာအရေးကိုဒီလိုပဲဒါရှေ့မေးခွန်းတွေမှာလည်းပါလာမှာပေါ့နော်တရုတ်အိန္ဒိယကလည်းဒီလိုပဲဒီနီးတွေနဲ့သူတို့ရဲ့သက်ဆိုင်ရာနီးလန်းတွေနဲ့ချင်းကပ်ဖြေရှာနေကြရပေါ့ဆိုတော့မြန်မာပြည်ရဲ့တော်လှန်ရေးမှာလိုအပ်နေတာဟီးရိုးတွေမဟုတ်ကျွန်တော်ချန်ပီယံတွေလိုနေတာပေါ့ဟီးရိုးတွေလိုရတဲ့ချန်ပီယံဘယ်သူဖြစ်မလဲပေါ့အဲ့ဒီဟာကိုလည်းနိုင်ငံတကာကလည်းအဲ့ဒါကိုလည်းသူတို့စူးစမ်းနေကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်ရုန်းကန်ပြီးလှုပ်ရှားလာကြတာကတေးကြတဲ့ကိုခွန်ကိုအားနဲ့ international diaspora တွေနောက်ပြီးတော့တော်လန်လူစိတ်ရှိတဲ့တကယ်ကိုအခုထိပုံတရံမျိုးစုံနဲ့ပါဝင်နေတဲ့ပြည်သူတွေရဲ့အားနဲ့ပဲကျွန်တော်တို့ဒီခီးကိုဖြတ်တန်းနေတာသူအမေရိကန်ထောက်ပံ့မှုတွေရက်တဲတို့ဘာတို့ညာတို့ပုံမှာကျွန်တော်တို့အများကြီးကျွန်တော်တို့မဖြစ်ပါဘူးဒီဒေါ်လာရေးပုံမှာတက်ရောက်သွားတဲ့ဒီ impact တွေမရှိဘူးပေါ့နော်မရှိဘူးလို့ကျွန်တော်ယုံတယ်ပေါ့မရှိခဲ့ပါဘူးကိုခွန်ကိုအားနဲ့ယုံနေရတဲ့ဒီဒေါ်လာရေးခီးတခုကပြည်သူကိုအခြေခံတယ်နိုင်ငံရေးမှန်းချက်ကရှင်းလင်းတယ်ကျွန်တော် Federal ဆိုတဲ့ဟာကိုတွားမှာဖြစ်တယ်အဲ့လိုပဲမူလအရင်ခံပြဿနာဆိုပြီးတော့ root cause ဆိုပြီးတော့အရှာခံခဲ့ရတဲ့2020ရွေးကောက်ပွဲရလက်ဆိုတာဟာလေပြည်သူကိုယ်စားပြုမှုနဲ့ကျွန်တော်ဒီဒေါ်လာရေးမှာအတိမတ်ပြုအသုံးချခြင်းဆိုတာကိုပဲကျွန်တော်တွားနေတာတပါတီတစုတစ်ပွဲပြန်ပြီးအာဏာရဖို့မဟုတ်ဘူးဒါရှင်းရှင်းလင်းလင်းပဲကျွန်တော် public media မှာလည်းကျွန်တော်အမြဲတမ်းဒီကိစ္စပေါ်မှာကျွန်တော်အမြဲဖြေကြားဆွေးနွေးလေးရှိတယ်အဲကြောင့်လာမယ့်တွင်ကူးပြောင်းရေးကာလမင်းအောင်လည်းမရှိတော့တဲ့ data တွေရဲ့အုပ်ချုပ်ရေးစနစ်တွေမှာ green data ဆိုလဲဒါရှင်းတယ်
2020ရွေးကောက်ပွဲမှာရွေးချယ်ခံရတဲ့ကိုယ်စားလှယ်တွေရဲ့ဒါပေါင်းဆက်ဖွဲ့စည်းမှုတွေနဲ့သူတို့ကရင်ပြည်ဒေသရဲ့ KSIB လိုမျိုးသူတို့စုဖွဲ့မှုပုံစံတွေရှိတယ်ပြီးတော့တခြားစကိုင်းမကွေးဘက်မှာဆိုလည်းဒီလိုပဲသူတို့ပြည်သူကိုယ်စားလှယ်တွေသူတို့ပြင်ဆင်နေတဲ့ဂျာကာလအစီအမံမျိုးတွေသူကာလရဲ့စဉ်းစားချက်မျိုးတွေသူတို့လုပ်နေကြတာရှိအဲ့မှာစီရေးကဏ္ဍတွေလည်းပါတာပေါ့နော်ဆိုတော့အဲ့လိုအနေထားတစ်ခုမှာကျွန်တော်ရဲ့စောစောကညီမလေးရဲ့မိကုန်းကိုပြန်ပြီးတော့လက်ဆက်တန်းNUG ကိုဒီကာလမှာ INUG ပေါ့နော်ဒီကြပြောတယ် INUG ကိုကျွန်တော်ဒီကာလမှာ reform လုပ်ပါလို့ review လုပ်ပါလို့ကျွန်တော်တို့ချင်းကပ်နေရတဲ့စာလို့ရှိရင်အခုတွင်ကူးကာလရဲ့ပထမအဆင့်တွေကိုဝင်နေပြီလားဆိုပြီးတော့ကာလဆိုင်ရာကျွန်တော်တို့ကြားထဲမှာကြည်လျောင်စဉ်းစားနေတဲ့စဉ်းစားချက်တွေထဲမှာကျွန်တော်တို့ကပုံမူပြီးတော့အားကောင်းတဲ့စုဖွဲ့မှုပုံစံတစ်ခုကိုသားပြုမှုပုံစံတစ်ခုကိုကျွန်တော်ရည်မှန်းပြီးတော့ပြင်ဆင်သွားကြနေပြီလို့ပြောလို့ရတယ်အဲ့လိုလဲကျွန်တော်မျှော်လင့်ထားတယ်အစိပ်ပိုင်းတချို့အနေနဲ့လည်းကျွန်တော်ပါဝင်ပတ်သက်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေထားရှိပါတယ်အခုပေါ့နော်ဒီပြည်သူလူထုကတော့တကယ်ကိုတော်လိုင်းအင်အားစုတွေစုဖွဲ့ပြီးတော့ဒီလိုမျိုးတိုင်းတိုက်ပွဲတွေကိုတိုင်းနိုင်တာမျိုးကိုပိုပြီးမြင်ကျင်တယ်လို့ပြောရဲပေါ့နော်နောက်တစ်ခုကတကယ်ကိုမြေပြင်မှာဒီကန့်ကျဲနေတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေမှာတကယ်ကိုစုဖွဲ့မှုအကောင့်နဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍတစ်ခုကလည်းအရေးတကြီးလိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းပြောသွားတယ်ပေါ့နော်ဟုတ်အဲ့တော့ကျမဆရာကိုစီတူမအောင်ပဲကျမပြန်ပြီးမေးချင်တယ်ပေါ့နော်အခုပေါ့နော်လက်တလုံးမှာပေါ့နော်ဒီ NUG ရဲ့ယာယီသမရကဒီနိုင်ငံတကာအရေးထက်ပြည်တွင်းအရေးကိုပို့ပြီးအာရုံစိုက်ကြဖို့ပြီးလို့ရှိရင်ဒီလက်တွေ့ကြတဲ့အလုပ်တွေကိုအားစိုက်ကြဖို့ပြောထားတာမျိုးတွေရှိတယ်ပေါ့နော်ဒီတစ်ဖက်မှာလည်း NUG ရဲ့ဒီကိုယ်စားလှယ်ရုံးတွေကဒီပြပမှာအချို့ပေါ့နော်ပြပမှာပေါ့နော်ထပ်ပြီးတော့ဖွင့်လာတာတော့မှကျမတို့တွေ့ရတယ်ပေါ့နော်ဒါဆို NUG ဒီ CRPH ရဲ့ရှေ့ရှောင်းယူဟာတွေကဘယ်လိုဖြစ်လာနိုင်လဲဒီပြပကိုအာရုံစိုက်တာကိုရှော့ပြီးတော့ပြည်တွင်းအရေးကိုအာရုံစိုက်မလားဒါမှမဟုတ်ဒီတိုင်းပဲဆက်သွားမလားပေါ့နော်ဒီအနာဂတ်အလားအလာအခြေအနေတွေကဘယ်လိုမျိုးရှိနိုင်မလဲဆိုတာသိချင်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့ကဒီကြားကြားနေကြတာရှိတယ်ပေါ့နော်ဒီနိုင်ငံတကာဆက်ဆံရေးကအရင်ကတက်ပို့ပြီးတော့အကောင်းလာမျိုးတွေကိုပြောဆိုတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနေနမိတ်ချင်းထိစပ်နေတဲ့ဒီအိန္ဒိယထိုင်းတရုတ်တို့ချောင်းမှာကောတန်တမန်ခင်းဆက်ဆံရေးတွေကိုဘယ်လိုမျိုးချင်းကပ်ဆောင်ရတဲ့နယ်လို့မြင်နေပုံဆရာဟုတ်အဲ့တော့သမ္မတကြီးရဲ့မိကွန်းကတော်တော်သတင်းဖြစ်သွားပါတယ်ဆိုတော့ NUG ရဲ့ဒီတချို့ဝင်ကြီးတွေပြည်ပမှာရှိနေတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြည်တွင်းမှာပြန်ပြီးတော့ဆောင်ရွက်ကြဖို့ပြည်တွင်းကိုပဲပူပြီးအာရုံစိုက်ကြဖို့ပေါ့နော်ဆိုတော့ကျွန်တော်တော်လန်ရဲ့မျက်နှာကအားလုံးသိပါတယ်နိုင်ငံကတန်တမာရေးမျက်နှာလည်းရှိတယ်သူ့ရဲ့ယာရုတာဝန်နဲ့ဆက်ဆက်ပြီးတော့တာဝန်ထမ်းဆောင်နေရတဲ့သူတွေကနိုင်ငံကမှရှိတဲ့နာမှန်ပါတယ်ဒါပေမဲ့လက်တွေ့ကြကြနဲ့ implementation လုပ်ရမယ်ဒီဝင်ကြီးတချို့ဟာလည်းဒီအ ਨੇ ဆုံးတော့ကျွန်တော်ပြောသလိုပဲနေဆက်မြင်းပေါ်မှာဗမာပြည်နဲ့နိုင်ဝတ်တာဝေတော်သို့မဟုတ်လွမြောက်နေမြေတွေမှာသူတို့လက်တွေ့ကြကြနဲ့တီတီရအောင်နဲ့ပေါင်းဆက်ဆိုင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့သူတွေဖြစ်ဖို့လိုတယ်ဆိုတာမျိုးကျွန်တော်တို့အကြံပြုထားပြီးတာကျွန်တော်ဆွေးနွေးထားပြီးတာဖြစ်ပါတယ်ဆိုတော့ဒီညမှာနာမည်ဒါထုတ်မပြောချင်တာNUG ဝင်ကြီးတွေမှာလည်းလက်ချိုးကြီးလို့ရပါတယ်ဘယ်ဝင်ကြီးတွေကဘယ်နေရာမှာရှိတယ်ဆိုတာကိုတော်လန်တိုက်ပွဲဝင်နေတဲ့သူတွေနောက်ပြီးတော့ liberated area မှာရှိနေတဲ့သူတွေလည်းသိကြပါတယ်ဒါတွေကထုတ်ပြောရမယ့်ကိစ္စတွေမဟုတ်ပါဘူးဆိုတော့လက်ချိုးကြီးလို့ရတဲ့အနေအထားတစ်ခုမှာသက်ဆိုင်ရာဝင်ကြီးဌာနတာဝန်ရာထူးနဲ့ဆက်ဆက်တဲ့တန်တမာရေးတာဝန်ရာထူးနဲ့ဆက်ဆက်တဲ့သူတွေကလွဲလို့ဒီတွင်းမှာတော့မဟုတ်ကျွန်တော်ပြောသလိုမျိုးမြန်မာပြည်ရဲ့နယ်စပ်မြင်းနဲ့ထိစပ်နေတဲ့နေရာတွေမှာဒီကိစ္စတွေကိုဆောင်ရွက်နေတာပို့ပြီးတော့ကျွန်တော်ဒီမှာတိုင်းစုံအစားပေါ့နော်တူညီမှုနဲ့တီတီရအောင်နဲ့ပေါင်းဆက်နိုင်စွမ်းရှိလိမ့်မယ်လို့မြင်တယ်ပေါ့နော်ဒါတစ်ချက်ပဲနောက်တစ်ခုကဒီတရုတ်အိန္ဒိယနဲ့ပတ်သက်လို့ဘယ်လိုမျိုးဆောင်ရွက်တာမလဲဆိုတော့ကျွန်တော်တို့ကြတော့ရှင်းပါတယ်ကျွန်တော်တို့ကတော့parliament to parliament ဆက်ဆံရေးပဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့ CRPH ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကိုစားဒီပြည်ထောင်စုလွှတ်တော်ရဲ့ကိုစားကျွန်တော်ဆောင်ရွက်နေရတာမြန်မာလွှတ်တော်အနေနဲ့ဆောင်ရွက်နေရဖြစ်တဲ့အတွက်ကြောင့် International Parliamentary Union IPU လိုမျိုးကိစ္စမျိုးတွေဒီ meeting မျိုးတွေ conference မျိုးတွေ regional conference မျိုးတွေနဲ့နောက်ပြီးတော့တခြားဒေသဆိုင်ရာ parliament တွေနိုင်ငံချင်းချင်းလွှတ်တော်ချင်းချင်းဆက်ဆံရေးဆိုင်ရာကိစ္စတွေမှာတော့ကျွန်တော်တို့ကိုယ်စားလှယ်တွေအနေနဲ့တွေ့ဆုံနေတာ regional conference အကြီးကိုမြန်မာလွှတ်တော်ကိုစားကျွန်တော်တို့တက်ရောက်နေတာရှိပါတယ်ဆိုတော့လွှတ်တော်ကိုယ်စားလှယ်နိုင်ငံချင်းချင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆက်ဆံရေးကတော့အရင်ရှင်းမရိုးရှင်းပါတယ်အစိုးရရင်းနဲ့တော့မတူဘူးပေါ့အစိုးရချင်းချင်း G2G ဆက်ဆံရေးနဲ့စားလို့ရှိရင် parliament to parliament B2B ဆက်ဆံရေးကသူတို့အနေနဲ့တွေးခေါ်တွေလွတ်လပ်တယ်ကိုစားပြုမှုသက်ဆိုင်ရာနိုင်ငံရဲ့ policy သင်ဟမှုဆိုတာအထက်လူထုကိုစားသူတို့တွေဟာသူတို့ရဲ့တွေးခေါ်ပုံနေရာအရန်ကိုရိုးရှင်းပါတယ်ကျွန်တော်တွေ့ခဲ့တဲ့ meeting တွေတော်တော်များများမှာဆိုလို့ရှိရင်ဒါဒီအခုလက်ရှိဖြစ်နေတဲ့
ဒီအခုအာဏာသိမ်းမှုဖြစ်စဉ်ကိုသူတို့အာဏာရှင်စနစ်မြန်မာနိုင်ငံမှာဒီမိုကရေစီတင်ကူးပြောင်းရေးကိုသွားနေရနေပြီးတော့ဒီလိုမျိုးဒီအခြေအနေတွေကိုရပ်တန့်သွားစေတဲ့အာဏာသိမ်းမှုကိုသူတို့မကြိုက်ဘူးမြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ထွန်းကားလာရေးနဲ့တကယ်ဟိုတည်ငြိမ်အေးချမ်းတဲ့ကာလတစ်ခုမှာလွတ်တော်တွေအစိုးရတွေနဲ့သက်ဆိုင်ရာရန်နေရတွေကပုံမှန်လည်ပတ်နေတာမျိုးသူတို့မြင်နေဆိုတာပဲသူပြောပါတယ်ဂျာကာလာရဲ့ဥပဒေပြုတာဝန်ရှိမှုလည်းသူတို့တွေနဲ့တိမှတ်ပြီးပြောတာရှိပါတယ်ဆိုတော့ကျွန်တော်ပြောသလိုပဲဆိုတော့ညီမလေးရဲ့မိကုန်းပြန်ပြီးတော့ဖြည့်အချုပ်ပြန်ဖြည့်ရရင်ဒီတော်လန်ရေးမှာပြည်တွင်းကိုအားစိုက်တင်သလားပြည်ပကိုအားစိုက်တင်သလားဆိုတဲ့မိကုန်းဟာကျွန်တော်တို့မျက်နှာစာအသီးသီးမှာတော်လန်တိုက်ပွဲဝင်နေတဲ့သူတွေဟာတနက်ကင်ပြီးတော့လည်းတိုက်တယ်ကြပြာယူပြီးတော့လည်းတိုက်တယ်အဲ့ဒီလိုပဲတန်တမန်ဆက်ဆံရေးဆိုတဲ့မျက်နှာစာကနေလည်းတိုက်တယ်နိုင်ငံရေးဆိုတဲ့မျက်နှာစာကနေပြီးတော့လည်းပြင်ဆင်ဆွေးနွေးကြတယ်တိုင်းပြည်ကိုဘယ်လိုတည်ဆောက်မယ်ဆိုတာမျိုးဒီလိုမျက်နှာစာအသီးသီးကဟန်ချက်ညီညီနဲ့ဒေါ်လာရဲ့သွားမှာနိုင်လိမ့်မယ်မြင်ကျွန်တော်တို့အချင်းချင်းရဲ့မဟာမိတ်ပြုမှုကရှင်းတယ်အရန်ရိုးရှင်းတယ်မင်းအောင်လိုင်ကိုဘယ်သူတမနေလဲတမနေတဲ့သူတွေအားလုံးဟာကျွန်တော်တို့ဘုံရန်သူတူတယ်ဟုတ်တယ်မလားကျွန်တော်တို့သွားမဲ့နိုင်ငံရေးရည်မှန်းချက်တွေကျွန်တော်တို့ကြားထဲမှာအနှဲငယ်ကွဲကောင်းကွဲလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဘုံရန်သူတူတယ်ဆိုလိုတာကဖက်ဒရယ်ကိုပြောပုံပြောနည်းအထိုင်တွေမတူကြသေးဘူးအယူသားပြောတာမတူကြသေးတော့ဟုတ်ပြီကျွန်တော်တို့အဲ့မှာ joint declaration တွေထုတ်ကြတယ်ပူးတဲ့ထုတ်ပြန်ချက်တွေထုတ်ကြတယ်ဒီလိုပဲ NUG K2C ဒီလိုပြီးတော့ joint declaration နောက်ပြီးတော့ February 12ရက်ကြီးညာချက်ဒီမှာနိုင်ငံရေးရည်မှန်းချက်တွေပို့ပြီးတော့ကျွန်တော်ကြားထဲမှာအားကောင်းပြီးတော့ခိုင်မာလာတာကိုသတိပြုမိလိမ့်မယ်ဆိုတော့ကျွန်တော်သွားနေတဲ့နိုင်ငံရဲ့ federal ဟာဘယ်လိုပုံစံမျိုးဖြစ်တယ်လို့ဒါမျိုးပြောလာကြဥပမာအားဖြင့် bottom federalism approach နဲ့ချင်းကပ်မယ်ဟုတ်ပြီဒီပုံစံမျိုးနဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တိုင်းပြည်ဟာကျွန်တော်တော်လှန်ရေးဟာရှင်းတယ်အတွင်တရံမဟုတ်ဘဲနဲ့အနှစ်သာရကိုပါပြောင်းလဲဖို့စူးစမ်းနေတဲ့တော်လှန်ရေးဆိုလိုတာကအစိုးရတဲ့အုပ်ချုပ်မှုပုံစံတစ်ခုပြောင်းသွားဖို့လုပ်နေတဲ့တော်လှန်ရေးမဟုတ်ဘဲနဲ့နိုင်ငံတစ်ခုကိုထူထောင်ဖို့အတွက်သွားနေတဲ့တော်လှန်ရေးဆိုတာမျိုး system change တစ်ခုတည်းကိုသွားကြမယ်ဆိုတာမျိုးအရင်ကယူရှင်းပါပြီအဲ့ဒီနောက်ဆက်တွဲမှာ transitional justice ဆိုတာဟာမျိုးတွေပါလာတယ်ဒီလိုပြောတာတရားမျှတမှုပေါ်ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်ကြမယ်ဆိုတဲ့ကိစ္စတွေကျွန်တော်ဆွေးနွေးဖော်ထုတ်တာရှိတယ်ဒီလိုပဲလက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာအယတာဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့အယတာဆိုရရဲ့ထိန်းချုပ်မှုအောက်မှာရှိရမယ်ဆိုတဲ့ civilian supremacy ဒီ idea တွေဒီလိုမျိုးသဘောတရားတွေကိုလည်းကျွန်တော်ကြားထဲမှာတိမှတ်လက်ခံလာကြတယ်ကျွန်တော်အခုလက်ရှိဒေါ်လာရင်းကာလမှာအချင်းချင်းပုတ်တိုက်မှုတွေဖွဲ့နဲ့တစ်ဖွဲ့ကြားဟဲ့လားရှိမယ်မရှိမှုရှိမယ်ဒါတွေကမိတ်ဖက်ပဋိပက္ခတွေပဲဖြစ်တယ်ရန်ဘက်ပဋိပက္ခမဟုတ်ဆိုလိုတာကပြည်နယ်တဲ့ပေါ်ထုံးရေးကိစ္စမျိုးတွေကျွန်တော်အနာဂတ်မှာစဉ်းစားမယ်ဒီကာလမှာကျွန်တော်တို့အဲ့ဒီအချိန်ကြီးအဲ့ဒီ issue တွေကိုရှော့ချပြီးတော့ကျွန်တော်ချင်းကြမှာကျွန်တော်တို့ကဘုံရန်သူအတူတိုက်နေသူတွေဖြစ်တဲ့ကြောင့်မိဖက်ပလိခအနေနဲ့မှတ်ယူပြီးတော့ကျွန်တော်တို့ချင်းကြမှာညှိနှိုင်းဆောင်ရွက်သွားဖို့ရှိတယ်ဆိုတာမျိုးလည်းကျွန်တော်တို့သဘောထားထုတ်ပြန်တဲ့တွေမှာထုတ်ပြန်ခဲ့ကြပြီဖြစ်တယ်ပေါ့ဆိုတော့နိုင်ငံရေးရည်မှန်းချက်တွေဥတီချက်တွေကအလွန်မတန်မှကျွန်တော်တို့ကြားထဲမှာခိုင်မာလာပြီလို့ပြောလို့ရတယ်အဲ့ဒီတိုင်းလည်းကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့သွားမဲ့လမ်းကြောင်းကအရန်ရှင်းနေပြီအဲ့ကြားထဲမှာကျွန်တော်ဟန်ချက်ယူပြီးတော့ပုံမူအကောင့်နဲ့စုဖွဲ့မှုတွေညှိနှိုင်းမှုတွေနဲ့လည်းသွားဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဒီကြားဆွေးနွေးလို့ရတယ်ဒါတွေကအတက်ဖို့ပြောစကားတက်မဟုတ်ဘူးလက်တွေ့လည်းကျွန်တော်တို့တကယ်ကိုညှိနှိုင်းဆွေးနွေးနေကြတဲ့လုပ်ငန်းစဉ်တွေရှိပါတယ်ဆိုတာမျိုးလောက်ကိုလည်းကျွန်တော်ပြောလို့ရတယ်မဟာဗျူဟာဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာထုတ်ပြီးတော့ပြောဖို့မလိုအပ်ဘူးလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ပါဆရာကျေးဇူးပါဆရာပြောရတဲ့အထဲမှာလည်းပေါ့နော်ဒီပြည်တွင်းပြည်ပအရေးတွေကဒီညီတူညီမျှလုပ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးပြောပါတယ်ပြီးလို့ရှိရင်ဒီတော်လှန်ရေးကိုလည်းပေါ့နော်ဒီအတွင်တန်ပြောင်းလာတဲ့တကယ်ကိုအနှစ်သာရရှိတဲ့တော်လှန်ရေးတစ်ခုအနေနဲ့တွားဖို့လိုအပ်တယ်လို့လည်းပြောသွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျမတို့အားလုံးကဘုံရင်တူတဲ့အတွက်ကြောင့်မလို့ကျမတို့ကမတူညီတဲ့အမြင်တွေအတွေးခေါ်တွေဒီလိုအချက်တွေပေါ့နော်တေချာညှိနှိုင်းပြီးတော့တွားဖို့လိုတဲ့အကြောင်းလေးဒီပြောသွားတယ်လို့ကျမကတော့မြင်နိုင်ရတယ်ပေါ့နော်အခုလိုမျိုးကျမတို့ဒီမအားလက်တဲ့ဂျာကနေပေါ့နော်အချိန်ပေးပြီးတော့ပေါင်းဆွေးနွေးပေးကြတယ်ဆရာဆရာမတို့အားလုံးဒီကနေပြီးတော့ကျမကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပေါ့နော်ကျမတို့အစီအစဉ်ရဲ့ရည်ရွယ်ချက်ကလည်းမတူညီတဲ့အမြင်တွေသဘောထားတွေအတွေးခေါ်တွေနဲ့ဒီမျှော်မှန်းချက်တွေနဲ့ပေါ့နော်ဒီဘောတူညီမှုတွေကိုစကားဝိုင်းဆွေးနွေးပွဲတွေကနေပြီးတော့ကျမတို့ထုတ်ပေါ်ဖို့ရှိရတာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီရဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခြင်းကနေပြီးတော့ရရှိလာတဲ့ဒီမတူညီတဲ့အမြင်တွေကိုကျမတို့ကဒေသအတိမတ်ပြုပြီးတော့ကျမတို့ဒီအနာဂတ် Federal Democracy နိုင်ငံတော်တည်ဆောက်ရေးမှာပေါ့နော်ကျမတို့အထောက်အကူဖြစ်မယ်လို့လည်းကျမတို့ရည်ရွယ်ပါတယ်
ဒါကြောင့်မို့ဒီရဲ့စကားဝိုင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချင်တာတွေဆွေးနွေးစရာတွေကိုပြောချင်ရင်တော့ကျမတို့ဒီရဲ့ပြည်သူ့ပန်းတိုင်ရဲ့Facebook စာမျက်နှာနဲ့ကျမတို့peoplego.burma@proton.me မှာလည်းကျမတို့ဆက်သွယ်ပြီးတော့ရေးသားနိုင်ပါတယ်လို့ကျမပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့နောက်ထပ်အပတ်တွေမှာလည်းမတူညီတဲ့အတွေးခေါ်တွေအကြောင်းအရာတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့စကားဝိုင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ပြီးတ िश ူပေးပါလို့ကျွန်မပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်